ကဲအဲ့ဆိုတို့ဟုတ်ပြီနော်ဒီမှာနားလည်အောင်ပြမယ်ဆိုရင်ဒီပတန်လေးကဒိုးလောက်ခိုင်းတာဒီပုံစံလေးရပါတယ်တွေ့လားဒီအနီချစ်ထားတဲ့အပိုင်းလေးတွေဆိုရင်တို့ကဒါအပိုထက်ထည့်ထားတဲ့အပိုင်းလေးတွေနော်ဘယ်လိုယူရမလဲဆိုတော့ဒီပုံစံလေးပြောပြီးပြီကျန်တာကတော့ body အပိုင်းတွေနော်ဒါအမိတ်တူထုတ်ထားတဲ့အပိုင်းဟုတ်ပြီဒီပုံစံလေးရပြီဆိုရင်တို့ကဆက်သွားမယ်ဆိုတာတို့ဒီဘက်မှာအပိုဆောင်ပြီးတော့ဒီဘက်မှာ6 cm အချမ်းလေးတွေ့လားနော်ဒီနေရာလေးကိုတို့ဖြတ်ချမယ်ဒီနေရာလေးကိုဖြတ်ချပြီးတော့အဲ့ဒီနှစ်ခုကြားထဲမှာတို့ကနောက်ထပ်စက္ကူအပို6 cm ထပ်ထည့်မယ်နော်တခြားလေးရှင်းပြထားတယ်နော်ဒီအပိုင်းလေးရပြီဆိုတာနဲ့တို့ကဘာဖြစ်လဲဒါတို့ body မှာတို့ဘလို့တိတ်ခဲ့လဲဆိုတာကြည့်ထားတယ်ပြီးတော့ဒီမှာမြင်းချောင်းတွေဆွဲထားတယ်အဲ့ဒီမြင်းချောင်းဒီနေရာကိုတို့ဖြတ်ချမယ်ဒီဟာဒီ6 cm နေရာဖြတ်ချပြီးတော့အဲ့ဒီနှစ်ခုကြားထဲကိုတွေ့လားဒီနှစ်ခုရဲ့ကြားတဲ့ကိုတို့က6 cm စက္ကူအပူထပ်ထည့်မယ်နော်ကဲတစ်ခုချင်းပြမယ်ဒီမှာကြည့်တို့တွေဘာဖြစ်လဲဖြတ်ချလိုက်ပြီနော်ဒီဘက်အချမ်းကိုဖြတ်ချလိုက်ပြီဒီဘက်အချမ်းမှာဓာတ်ကြံတယ်ဒီဓာတ်ကိုတို့နောက်ဘယ်လိုဖြောက်လဲဆိုတာနောက်မပြမယ်နော်တို့အဲ့လိုပြပြီးတော့ဒီကြားထဲမှာတို့ဘယ်လောက်ထည့်မယ်ပြောတာလဲ6 cm စက္ကူအပူလေးထည့်မယ်ပြောတာတယ်နော်ဒီနှစ်ခုကြားတဲ့ကိုအဲ့ဆိုတစ်ချက်ကြည့်မယ်နော်ကဲဟုတ်ပြီနော်တို့ခုနရှင်းပြထားတဲ့အတိုင်းခုနဖြတ်ချလိုက်တဲ့နေရာတစ်ခုမှာဒါဘယ်လောက်လဲ6 cm တို့ထပ်ထည့်ထားတယ်နော်6တွေထပ်ထည့်ထားတယ်ဒါ3နော်ဒီအပိုင်းလေးကိုတို့ရသွားပြီနော်6 cm ထပ်ထည့်ထားတယ်အဲ့ဒီအပုံစံလေးလုပ်ပေးပြီးတော့တို့ကပြီးတော့မှစက္ကူလေးဘယ်လိုဖြတ်ရလဲဆိုတာချက်ပြပေးမယ်နော်ကဲဒီပုံစံအတိုင်းလေးရသွားပြီသူလည်းတို့ကဒီမှာဒါနဲ့အညီပဲညှက်ထားလိုက်မယ်ဒီ3ညီဒါကခါအညီညှက်ထားလိုက်မယ်တွေ့ရနော်ခါညီညှက်ထားလိုက်ဒီပုံစံလေးရသွားပြီဒီပုံစံလေးရပြီဆိုရင်တို့ကအဲ့ဒီမှာဒီမှာကြည့်ဒါဆိုရင်ဒီအပိုင်းเนาะဒီမှာဆက်ထားတဲ့အပိုင်းလေးပြလာပြီးမကြည့်ရင်တော့ဒီဘက်ကျန်တဲ့အပိုင်းကိုတို့တွေက body လေးမှာအောက်လေးမှာလေလှိုင်းလေးတွေထနေအောင်လုပ်မှဖြစ်တဲ့အတွက်ဒီဓာတ်တွေကိုဖြောက်မယ်ဒီအောက်မှာလှိုင်းချမယ်ဒီခါတံပိုးကဘာမှမပြောင်းလဲဘူးအဲ့ဒီပုံစံလေးလုပ်မယ်เนาะကဲအခုလုံးပြသွားတာဆိုရင်ဒီဘက်အချံကိုပဲ6 cm ထပ်ထည့်တယ်เนาะဒီဘက်ကိုတို့ညှက်ပြီးတော့ဘာမှထပ်မထည့်ဘူးเนาะဒီဘက်အချံကိုပဲလုပ်သွားတယ်เนาะကဲအဲ့ဒါဆိုရင်ဒီနေရာလေးကိုလည်းဒီကြံတဲ့ဒီအပိုင်းလေးကိုမြင်သာအောင်လို့ပြတာเนาะကြံတဲ့ဒီနေရာဒီအပိုင်းကိုတို့တွေခွဲကားလုပ်မယ်ခွဲကားလုပ်တဲ့အခါကျရင်တို့တွေကဘယ်နှကားလဲဆိုတော့3ကားလောက်ခွဲကားလုပ်မယ်ဟုတ်ပြီဒါဆိုရင်ဒီမှာကြည့်ဒီနေရာမှာဓာတ်เนาะဒီဓာတ်ကိုတို့ကဖြောက်မှာဖြစ်တဲ့အတွက်ဒီဓာတ်နှစ်ခုကိုတို့ကဒီမှာပေးထိလိုက်မယ်တွေ့လားပေးထိလိုက်တဲ့အခါကျရင်သူ့အတူ origin နဲ့အကားပေါ်လာလိမ့်မယ်เนาะဒီမှာခွဲကားတကားပေါ်လာလိမ့်မယ်ဒါဆိုရင်တို့ကဒီမှာအဲ့ဒီဓာတ်ကိုဖြောက်လိုက်တဲ့အတွက်တိတ်ကတ်လိုက်မယ်เนาะပြီးရင်ဒီနားမှာတစ်ဓာတ်ဒီနားမှာเนาะဒီဘက် body တန်ဖို့ဒီနေရာမှာခွဲကား3ခုလောက်လုပ်လိုက်မယ်เนาะမှန်းပြီးတော့လုပ်လဲရတယ်เนาะဒီမှာ3ခုเนาะတကားကိုတို့တွေက4 or 3မဟုတ်5လောက်ကားလိုက်လို့ရတယ်တွေ့လားเนาะဒီဟာလေးကိုပြီးရင် body မှာဘယ်လိုကားလဲဆိုတာပြပေးမယ်ဒါဒီဘက်အချမ်းပြီးသွားပြီးကားတဲ့ပုံစံ3ထောက်ကိုပြလိုက်ဒီဘက်ကဓာတ်လည်းမရှိတော့ဘူးเนาะဓာတ်ကိုဖျောက်လိုက်ပြီးသူကားတဲ့ပုံစံပေါ်သွားပြီးပြီးရင်ဒီဘက်အချမ်းကိုကြည့်เนาะဒိုးခုနက6 cm စက္ကူတစ်ခုပဲထပ်ပို့တာเนาะဒီဘက်မှာဘာမှမပို့တာဘူးဒိုးပြတဲ့ပတန်အတိုင်းလေးလိုက်လုပ်ပြီးเนาะဒီမှာဆိုလဲဒိုးတွေကဒီမှာကြည့်ဒီဘက်အချမ်းကိုတစ်ခွဲလောက်ပဲဒိုးတွေခွဲလိုက်မယ်တွေ့လားနော်ဒီမှာလဲဒိုးတွေဘယ်လောက်လဲ5 cm လောက်ကားလိုက်မယ်ကဲဒီအကားလေးကစက္ကူပေါ်မှာဘယ်လိုကားလဲဆိုတာတစ်ချက်လိုက်ကြည့်ပြီးနော်ကဲဒိုးတွေကခုနကလေဒီဘက် body အချမ်းကိုကားမယ်လို့3ကားကားမယ်ပြောတာလေဒီမှာကားဆိုပြီးဒိုးတွေရေးရတယ်မြင်အောင်လို့နော်ဒါခွဲကား3ခုနော်ဒီဘက်အချမ်းကိုကတော့တစ်ခုပဲတွေ့လားခွဲကားလောက်ထားတယ်အဲ့ဒီခွဲကားလောက်ထားပြီးတဲ့အဟာကိုမှဒိုးတွေကပုံဖော်မယ်နော်ဘယ်လိုလေးဖော်မလဲဆိုရင်เนาะသူ့ရဲ့အထက်လေးပေါ်အောင်ဆိုပြီးတော့တို့တွေကတစ်ချက်လေးတွေလို့ကြည့်မယ်เนาะဒီဘက်အချမ်းကိုဒီစနစ်ရဲ့တန်ဖိုးကိုလည်းတို့တွေကပျောက်လို့မရအောင်တွေ့လားဒီမှာကြည့်ဒီဘက်အရင်ဆုံးတို့ယူထားတာဒါဒီမှာတွေ့ရเนาะအဓိကတို့ main ရဒီအချမ်းเนาะ body ရ make တူထုတ်ထားတဲ့အချမ်းဒီတန်ဖိုးကိုတွားပြီးတော့တို့တွေကဒီကနေ make တူကစားမယ်เนาะဒီလိုကစားမှာဒီမှာကိုလိုချင်တဲ့ပုံစံကိုဒီလိုမျိုးလေးလက်ယူမှာเนาะအဲ့တော့တိတ်တောင်တို့ပြန်ပြပေးမယ်ဆိုရင်ဒီမှာကြည့်ဒီဘက်ကတို့တွေဘေးเนาะဒီဘက်ဘေးစနစ်เนาะလက်မငြိမ်ဘူးဆိုရင်တို့တွေကဘာလဲဆိုတော့ဟိုဟာခဲတံလေးနဲ့အရင်ပုံပေါ့အဲ့စနစ်ကနေပြီးတော့တို့တွေဒီလိုလာမယ်เนาะဒီလိုလာမယ်เนาะလက်လေးနဲ့ဒီလိုဆွဲမယ်ဆွဲပြီးတော့ဒီမှာတို့အရင်ယူခဲ့တဲ့ main ဒီနေရာတွေ့လား9 cm ယူခဲ့တာเนาะဒီ3ရဲ့ဒီအောက်ဒီနေရာကိုလာမယ်
ဒီဘက်ချမ်းဆိုလဲအဲ့လိုပဲအဲ့ဒီကနေမှတို့ကဒီမှာကြည့်ဒီလိုသွားမယ်ဒီဘေးစနစ်ကိုတို့တွေကဒီတိုင်းလေးတွေ့လားဒီပုံစံလေးနော်အဲ့တော့ဒီမှာကျတော့နည်းနည်းပတ်တန်ရှည်တို့ပတ်တန်ကိုဒီလိုလေးကင်မယ်ဒီမှာကြည့်ဒါတို့ဒီဘက်ဘေးစနစ်ကနေပြီးတော့ဒီပုံစံတိုင်းလေးတွေ့တယ်နော်ဒီတိုင်းလေးလာမယ်ခဲရန်လေးနဲ့ဆိုရင်ကိုလိုချင်တဲ့ပုံရောက်မှာဖြတ်ချတွေ့လားဒီလိုပုံလာမယ်ဒါဆိုလဲဒီဘက်ကဒီပုံစံလေးလာမယ်နားလဲတယ်နော်ဒါဆိုဒီဟာလေးကိုညှက်ပြမယ်ဘလို့ပုံလဲဘလို့ပုံလေးပေါ်လဲဆိုတာနော်ဟုတ်ပြီအဓိကတို့အခြေခံယူရတာမိတ်တူထုတ်သွားတဲ့3 cm အရှိနေရအောင်เนาะဒီနေရာကိုပဲတို့တွေအခြေခံယူရတာပြီးရင်ဒါလေးကိုလည်းတို့တွေကဒီလိုလေးတွေ့လားအရင်ဘယ်လိုလုပ်မလဲကိုလိုချင်တဲ့ပုံစံလေးမိတ်တူပေါ်ပြီးတော့မှဒီပုံစံလေးတို့တွေကဒီမှာညှက်သွားတာเนาะကဲဟုတ်ပြီဒီပုံစံလေးရသွားပြီရတော့မှဒီ layer လေးကိုဘယ်လိုထပ်လဲဆိုတာတစ်ချက်လိုက်ကြည့်မယ်တော့ဒါကြတော့တို့တွေကမှတ်ထားတာတွေကဘာလဲဆိုတော့များတဲ့အတွက်ပြီးရင်မိတ်တူထုတ်မှာเนาะပြန်ပြီးတော့ဒီပုံစံကိုဟုတ်ပြီဒါစီတစ်ချက်လိုက်ကြည့်မယ်เนาะ